ထိုးချိန်မှာလူကငါ့ကိုဒီလိုခိုင်းခဲ့တဲ့အတွက်ငါမင်းဘယ်တော့မှခွင့်မလို့ပြောတာကွန်ကွာဟာကီပါရဲ့မိုးချိုတူချန်တဲ့ဟာရက်ကိုအဆုံးသတ်လိုက်ပါတယ်မင်္ဂလာပါနေတယ်လေး7 channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ် chapter 170ရဲ့ cover မှာတော့ဂျင်ဘဲကို E-train station ရဲ့အတန်းနဲ့တယောက်အနေနဲ့ခီးတဲ့တွေကိုနေလေတော့ campaign နေရတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်ခီးတဲ့ရဲ့ချားသူတွေရောမဟုတ်ပါဘူး straw ဖွဲ့ဝင်တွေဖြစ်ပါတယ်ကဲ chapter ရဲ့အစမှာတော့ Ragnar က Loki ကိုစတင်တိုက်ခိုက်ပါတယ်ဘသူကတူနေပြစ်တာလဲကွာထွက်ခဲ့စင်တော့ဒေါသကြီးနဲ့ပြန်ပြောလိုက်ပါတယ်ထိုးချိန်မှာ Loki ကအဲဘဲနည်းနည်းကြည်တိန်တာရန်နာတက်တီကိုရှာတွေ့သွားခဲ့ပါတယ်ဒီမှာတရားရှိနေတယ်ငါတီကိုစားမဖြစ်မယ်လို့ Loki ကပြောနေခဲ့ပါတယ်တွန်းတော့အကွဲတိုင်တွေထွက်ပေါ်လာပြီး Ragnar ကြောင့်အဲဘဲရဲတိုက်ရဲ့ချမ်းမြင့်ကြီးကကျွန်းကျသွားခဲ့ပါတယ်နောက်နေရလားဓာကြီးကအတော်လေးတာပဲဘလူတော်လဲဓာကြီးရောက်ရဲတိုက်ရောက်ပြိုကျသွားပါလားလို့ Loki တယောက်အော်နေခဲ့ပါတယ်ထိုးချိန်မှာဟာရကမင်းစူးစမ်းသမျှလက်ကားပဲ Loki ခေဆက်ဆက်ကငါတို့ဘူဘေးအုပ်ချုပ်သူတိုင်းကစောင့်ရှောက်ခဲ့ကြတယ်ရာစုနှစ်ချီအောင်ဒီအတီးကိုဘယ်သူမှမစားနိုင်ခဲ့ကြဘူးဘလို့မှအခွင့်အရေးမရခဲ့ကြဘူးဘာလို့ဆို Ragnar ကဘယ်သူမှအတိမတ်မပြုတ်ခဲ့လို့ပဲဒါပေမဲ့ခုလက်ရှိကအစွမ်းနဲ့ဆိုရင်တော့လို့ပြောခဲ့ပါတယ်ထိုးချိန်မှာကာဗန်နဲ့ရှန်တို့ကကွန်ကွာဟာကီပါတဲ့ခုတ်ချက်တွေနဲ့ဟာရက်ကိုတိုက်ခိုက်နေပါတယ်ဒီတန်ရာတွေသူ့ကိုစိုးရွားနာကျင်စေနေပြီဒီတိုင်းဆက်တိုင်းသူပြန်ကောင်းဖို့ခက်လိမ့်မယ်လို့ရှန်ပြောနေခဲ့ပါတယ်သူ့ကိုပြန်ချဖို့ခွင့်ရမပေးနဲ့ဇက်တိုက်သူ့စွမ်းကုန်တဲ့ဒီချသူအားနဲ့ချက်ကကွန်ကွာဟာကီပဲဖြစ်ရမယ်လို့ကာဗန်ပြောနေခဲ့ပါတယ်ထိုချိန်မှာဟာရက်ကကာဗန်နဲ့ရှန်တို့ကိုပြန်တိုက်ခိုက်လိုက်ပါတယ်ကာဗန်ဆန်နာဆိုရင်နိုင်အိုကောကြောင့်ပူတိလောက်မယ်လို့ရှန်လက်မြော့ခဲ့ပါတယ်မင်းတို့ပြန်ဖမ်းတယ်လို့သူတို့အချင်းချင်းကြိုးစားခဲ့ကြတယ်အဲတော့ငါသူတို့အပိုင်းပိုင်းဖြတ်ပြီးပြန်ပို့ပေးလိုက်တယ်လို့ကာဗန်ကပြောနေခဲ့ပါတယ်အဲတော့သူတို့တခုပြောနေခဲ့တယ် Friendly Holyland အဖြတ်စွမ်းတခုဆက်လက်ရှယ်တွဲပုံတွေကအားနဲ့တီးပြောင်းချမ်းတယ်အဲစွမ်းကိုပိုင်တိုင်းတဲ့ဘိုးတော်တွေကသူတို့ကိုသူတို့လက်ပြားရီလိုတတ်မှတ်ထားကြတယ်ထာဝရရှင်တဲ့မိကမာကြီးကိုတတ်ဆင်မှုကသူတို့တာဝန်လို့ပြောနေကြတယ်ရှန်ပြောနေခဲ့ပါတယ်မင်းပြောချင်တာကန်တရားဘောလို့ကာဗန်တင်ပြောခဲ့ပါတယ်ထိုအချိန်မှာကာဗန်ကမင်းပြောလို့ဆိုနိုင်အောက်တရားကိုမူလပုံပဲပြန်လို့မျောနေချက်မရှိဘူးဘာလို့အချိန်တွေက Loki ကိုပဲမူတီရောပြန်ပြောခဲ့ပါတယ်ထိုချိန်မှာ Loki နဲ့ပဲနေကတိုက်ခိုက်နေခဲ့ပါတယ် Loki က Ragnar ကိုသူ့ရဲ့သူနဲ့အကုန်ထိထူးချလိုက်တဲ့အခါ Loki ရဲ့သူကပိုင်းကြေသွားခဲ့ပါတယ်ထိုချိန်မှာ Ragnar ကချစ်စရာကောင်းတဲ့ရှင်းတဲ့တောင်ကိုပြောင်းသွားခဲ့ပါတယ်ထိုချိန်မှာရှမ်းတဲ့ကောင်တွေကငါတို့သူ့ကိုအနိုင်တိုက်ကြတယ်ဒါနဲ့အရင်ကပို့သွားဟာဒီပါနေတဲ့လေးနဲ့တိုက်ဘူးလို့ချင်းချင်းပြောနေကြပါတယ်ထိုချိန်မှာအဆောင်တွေကငါတို့ကိုနှောင့်နှေးတော့တိုက်ခဲ့တယ်မောင်မြေးရပါထိုချိန်မှာ Ragnar ကအဲဘဲရန်နာတတီကို Loki ကိုစားစေခဲ့ပါတယ်အဲဒီနောက်မှာ Loki ကကြောက်ကြတယ်ခန္ဓာရည်တတ်တော့တတ်ကောင်ပြောင်းသွားခဲ့ပါတယ်ထိုချိန်မှာဟာရက Loki တီကိုစားလိုက်တော့တင်ချမိသွားပါတယ် Loki နဲ့ဟာရီကိုစတင်တိုက်ခိုက်ကြတယ်နောက်တော့ Loki ကထင်လိုက်တယ်မင်းရဲ့ပုံရဲ့အခုမင်းတို့စွမ်းရည်စီးရင်းနေရတယ်ပြီးကိုတယ်ထိုချိန်မှာဟာရကသူ့အနေနဲ့တက်လိုက်ပြီးအဲဘက်ကိုအကိုကြီးနဲ့သူဆက်လက်တောင်းဝင်ဖို့ Loki ကိုပြောနေခဲ့ပါတယ်ဒါအဖေကိုကိုယ်တိုင်တက်တက်မယ်ဘလူအဖေကဒီလိုတိုင်းမှာ Loki ကဝမ်းနဲ့ဆိုလို့နေနေတယ်သူကဟာရကဒီကြောင့်နဲ့ပတ်သက်ပြီးကျေးဇူးပါကိုရောညောင်းနီးရောက်တိုက်ပေးခဲ့တာ။ဤတိုင်းတိတ်ဆုံးမှုပဲထူးခြားစီပဲ။မင်းတို့ကလောက်တံမှုပါလို့ပြီးခဲ့ရတယ်လို့ပြောခဲ့ပါတယ်။ထိုးချင်းမှာလူကြီးကငါ့ကိုဒီလိုခိုင်းတဲ့အတွက်ငါပြင်ပြန်တော့ပြင်လို့ပြောတယ်။ကိုကအာဒီပိုင်းမြင်းစုတီချင်ရဲ့အားလုံးကိုအဆုံးသတ်လိုက်ပါတယ်။ chapter 170တော့ဒီလောက်ပါပဲ။နောက် chapter တော့ပြန်တွေ့မယ်။ဆုံးဖြတ်လောက်ကိုကျေးဇူးပါ။တပီပြောပြစီရင်မှာကပုံမှန်ရှိနေပုံမှန်လေးပဲဘယ်ကနေရပါ့မလဲ။